လုံးမင်္ဂလာပါကျွန်တော်လွန်တာပါဒီနေ့မှာတော့ mobile legend ထဲမှာရှိတဲ့ fighter hero skill တွေရဲ့မဖော်ပြထားတဲ့ခောက်ခုတို့ကြာရှည်ကိုပြောပြပြီးတော့ပါမယ်ကဲဒါဆို fighter hero တွေရဲ့ပထမဆုံး hero ဖြစ်တဲ့ဇီလောင်းနဲ့ရင်စလိုက်အောင်ဇီလောင်းရဲ့ skill က enemy ကိုမလိုက်ချေ stand ထိပြီးမဲ့ stand ကြာရှည်တော့ disqualification မှာမဖော်ပြထားပါဘူးဇီလောင်း skill ရဲ့ stand ကြာရှည်ကတော့တစ်စက္ကန့်ရှိပါတယ်နောက် hero တော့ H power H power ရဲ့ skill က enemy ကိုဆွဲနေချေ stand ခဏထိပြီး S stand ကြာရှည်ကတော့3.3စက္ကန့်ရှိပါတယ်နောက် hero တော့ဘဲလွယ်ပါဘဲလွယ်စကေးတူကလည်း enemy ကိုအခုနားရောက်လောလိုက်တဲ့အပြင်အဲတော့တွင် stand ထိနေပြီးတဲ့ရင်ကြာရှည်ရတော့အကော်ဝေးပုံမူတည်ပြီး3.4စက္ကန့်နဲ့3.9စက္ကန့်ထိရှိပါတယ်နောက် hero တော့မြန်မာတွေရဲ့ national hero ဖြစ်တဲ့ချောင်းပါချောင်း skill ရဲ့နောက်ဆုံးတစ်ချက်က enemy ကို airbow တင်လိုက်မှာဖြစ်ပြီး airbow ရဲ့ကြာရှည်ရတော့3.5စက္ကန့်ရှိပါတယ်ဒါပြင်6ရက်အာဒီမေကလည်းကိုသုံးတဲ့ပုံစံပုံမူတည်ပြီး1.5စက္ကန့်ကနေ2.3စက္ကန့်ထိကြာမှာဖြစ်ပါတယ်နောက် hero တော့ယူဆုံးပါယူဆုံးရင်ငကားဖို့ဖြစ်နေချိန် enemy ကိုဝင်တက်ရင် novel ထိပြီးအဲ novel ကြာရှည်ရတော့3.3စက္ကန့်ရှိပါတယ်နောက် hero တော့ပကွီတိုပါပကွီတိုရဲ့ရိုးရိုးအာတီမေက enemy ကို novel ထိပြီးအဲ novel ကြာရှည်ရတော့3.3စက္ကန့်ရှိပါတယ်နောက် hero တော့ phobias ပါ phobias ပဲစီက enemy ကို ancient basic အထက်နဲ့ဝင်တက်ရင် novel ထိပြီးအဲ novel ကြာရှည်ရတော့3.5စက္ကန့်ရှိပါတယ်ဒါပြင် skill 2နဲ့ enemy ကို airbow တင်တဲ့ကြာရှည်ရလဲ3.9စက္ကန့်ရှိပါတယ်နောက် hero တော့ Leo မော့ပါလီမို့မြင်းစီနေချေ skill 2နဲ့ enemy ကိုဝင်တက်ရင် novel ထိပြီးကြာရှည်ရတော့3.5စက္ကန့်ရှိပါတယ်နောက် hero တော့ကိုပဒန်ပါ I am Scobadan ကိုပဒန်ရဲ့ passive နဲ့ skill 1 enemy ကိုတည်းရဲ့3ရင်3.3စက္ကန့်ပဲ stand ထိပြီးနိုင်ရမှာ3ရင်တော့3.9စက္ကန့်ထိမှာဖြစ်ပါတယ် skill 2ကလည်း enemy ကို3.2စက္ကန့်ကြာ novel ထိမှာဖြစ်ပါတယ်ဒါပြင်အဒီမေကလည်း enemy ကိုနိုင်ရမှာပွဲ3ရင်3.2စက္ကန့်ပဲ stand ထိပြီးနိုင်ရနဲ့3ရင်တော့1စက္ကန့်ပဲ stand ထိမှာဖြစ်ပါတယ်နောက် hero တော့တောင်းမှုပါတောင်းမှု skill 1ရဲ့ဓာတ်ပြတဲ့ချိန် enemy ကိုထိမိရင်တော့ novel ထိပြီး3.2စက္ကန့်ကြာရှည်ရှိပါတယ်နောက် hero တော့ Martis ပါ Martis skill ရဲ့ပထမဆုံး3ချက်ဟာ3.4စက္ကန့် novel ထိပြီးနောက်တစ်ချက်တော့3.5စက္ကန့်ကြာ airbow တင်လဲမှာဖြစ်ပါတယ်နောက် hero တော့ Arlo ပါ Arlo skill 1ထိတဲ့ enemy ကိုထိရင်1စက္ကန့် stand ထိပြီးမဲ့အောက်ပိုင်းနဲ့ထိရင်တော့3.1စက္ကန့်ပဲ stand ထိမှာဖြစ်ပါတယ်ဒါပြင် ultimate နဲ့ enemy ကိုထိရင်လည်း3.5စက္ကန့် airbow တင်ခံရမှာဖြစ်ပါတယ်နောက် hero တော့ Lucas ပါ Lucas ရဲ့ human form မှာရော beast form မှာပါရှိတဲ့ skill 1နဲ့ enemy ကိုထိရင်တော့3.9စက္ကန့်ကြာ novel ထိမှာဖြစ်ပါတယ်နောက် hero တော့ Clay ပါ Clay ရဲ့ ultimate က enemy ကိုကိုက်ပေါက်နေချိန်3.9စက္ကန့်ကြာ stand ထိမှာဖြစ်ပါတယ်နောက် hero တော့ Solar ပါ Solar ရဲ့ torrent form ပြောင်းနေချိန် enemy ကိုဆွဲစုပြီး3.9စက္ကန့်ကြာ stand ထိမှာဖြစ်ပါတယ်ဒါပေမဲ့ torrent form ultimate ရဲ့လက်တီးတစ်ချက်ရှင်းပြီးတိုင်းရလဲ enemy ကို3.1စက္ကန့်ကြာ stand ထိစီမှာဖြစ်ပါတယ်ငါးချက်ထိုးတာဆိုတော့3.5စက္ကန့်ပေါ့ကဲဒီဗီဒီယိုကဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပဲဆင်နေကြပါစေGo Naga lana say to day Luga say no low I'm a gay The nilo Larry Bay Lury nail and he said Naga min chow me dreaming me